စကိုင်းတိုင်းမှာငလျင်ဒဏ်ကြောင့်ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီကစကိုင်းတိုင်းအင်းတော်မြို့ကမြို့မဘုန်းကြီးကျောင်းကိုလေယာဉ်နဲ့လာပြီးဗုံးကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ2 ဦးသေဆုံးခဲ့တဲ့အပြင်နောက်ထပ်8 ဦးကဒဏ်ရာတွေရထားပြီးဗုဒ္ဓရုပ်ပွားတော်နဲ့ဘုန်းကြီးကျောင်းဓမ္မာရုံအပါအဝင်အဆောက်အအုံတွေပျက်စီးထားပြန်တယ်လို့အင်းတော် Revolution အဖွဲ့နဲ့ KIA သတင်းရင်းမြစ်ရဲ့ပြောဆိုချက်အရသိရပါတယ်။တစ်ဖက်မှာတော့ NUG PDF အပါအဝင်တော်လှန်ရေးတပ်တွေဟာငလျင်ဒဏ်နှင့်ပြည်သူတွေကိုကူညီကယ်ဆယ်မှုတွေလုပ်နိုင်အောင်ဆိုပြီးယာယီအပြည့်ရထားပေးပေမဲ့စစ်ကောင်စီကဆက်ပြီးလှုပ်ဆောင်နေရမှာအဲ့ဒီအင်းတော်မြို့ဘုန်းကြီးကျောင်းကိုဆိုရင်ဧပြီလ1 ရက်နေ့ကပဲစစ်ကောင်စီကလေယာဉ်နဲ့လာပြီးဘုံတွေကျဲချတိုက်ခိုက်သွားတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ2 ဦးသေဆုံးထားတဲ့အပြင်နောက်ထပ်8 ဦးကဒဏ်ရာတွေရထားပြီးအင်းတော်မြို့မှာဘုန်းကြီးကျောင်းမှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်နဲ့ဘုန်းကြီးကျောင်းဓမ္မာရုံအပါအဝင်အဆောက်အအုံတွေပျက်စီးထားပြန်တယ်လို့အင်းတော် Revolution အဖွဲ့နဲ့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာငလျင်ဒဏ်ကြောင့်ပြည်သူတွေဒုက္ခရောက်နေတဲ့အတွက်တခြားနိုင်ငံတကာကကူညီကယ်ဆယ်ရေးအဖွဲ့တွေကပါလာရောက်ပြီးကယ်ဆယ်ရေးတွေကိုဝိုင်းဝန်းလှုပ်ဆောင်ပေးနေပေမဲ့အိမ်ရှင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကတော့တော်လှန်ရေးတပ်တွေဘက်ကအပြစ်ရပေးထားတာတောင်လေကြောင်းတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်